လူတိုင်းတိတ်ပြီးတော့မတိသေးတဲ့တနင်္လာသားသမီးများရဲ့လက်ဝက်ချက်စွမ်းရည်တွေကတော့တနင်္လာသားသမီးတွေကလမင်းရဲ့စိုးမိုးမှုအောက်မှာရှိတာကြောင့်စိတ်ကူးစိတ်တန်းလေးတွေနှုတ်ညံ့ခြင်းနောက်ပြီးတော့လက်ဝက်စမ်းကြယ်ခြင်းနဲ့မိခင်တယောက်လိုနှွေးထွေးတဲ့စွမ်းအင်ကိုပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်ရှင်သူတို့ရဲ့ထူးခြားတဲ့လက်ဝက်ချက်မှာခါကြတော့နံပါတ်1အကြအမြင်သို့မဟုတ်စက်ထမအာယုံကောင်းခြင်းဖြစ်ပါတယ်ရှေ့တွင်ဖြစ်ပျက်လာမယ့်အရာတွေကိုကြိုတင်အာယုံရခြင်းအိမ်မက်မဲ့ရင်တကယ်ဖြစ်လာခြင်းနဲ့လူရဲ့မယိုးတားမှုကိုစကားမပြောခင်ကတည်းကစိတ်ထဲကနေလမ်းတိနေတဲ့စွမ်းရည်မျိုးရှိကြပါတယ်ရှင်နံပါတ်2ကတော့စိတ်ကူးစိတ်တန်းနဲ့ဖန်တီးဉာဏ်ကောင်းမွန်ခြင်းလမင်းရဲ့အလင်းအမောင်အပြောင်းအလဲလိုမျိုးပဲသူတို့ရဲ့စိတ်ကူးစိတ်တန်းတွေဟာအမြဲတမ်းစမ်းတစ်နေပြီးတော့ net shine နေတတ်ပါတယ်စာပေကဗျာပကြီးတို့မဟုတ်စိတ်ကူးရင်အမှုပညာအလုပ်တွေမှာထူးခြားတဲ့သူတွေမသွေးမိတဲ့တောက်ဆုံကနေမြင်နိုင်စွမ်းရှိပါတယ်ရှင်နံပါတ်3မှာခါကြတော့လူအများကိုပြုစုပြိုးထောင်စောင်းရှောက်နိုင်ခြင်းနင်းလာတာသမီးများတွေကပင်ကိုယ်ကလေးကကျင်နာတက်ပြီးတော့သူတပားကိုကိုညီစောင်းရှောက်ခြင်းတဲ့စိတ်ဗီစာပါလာပါတယ်ဘေးကလူတွေစိတ်ညစ်နေတဲ့အချိန်မှာတောကဖြစ်နေတဲ့အချိန်တွေမှာသူတို့ရဲ့နှွေးထွေးတဲ့စကလုံးတွေနှစ်သိမ့်မှုတွေနဲ့တစ်ဖက်လူရဲ့စိတ်တန်ရာကိုတက်တာလာအောင်လှုပ်ပေးနိုင်တဲ့လက်ဝက်စွမ်းရည်ရှိပါတယ်ရှင်နံပါတ်4မှာခါကြတော့ပတ်ဝန်းကျင်နဲ့လက်ရောညီထွေနေထိုင်နိုင်ခြင်းရေဟာခွက်ထဲမှာထွက်ရင်ခွက်ပုံစံပလင်းထဲမှာထည့်ရင်ပလင်းပုံစံလိုမျိုးပဲတနင်္လာသားသမီးတွေကလည်းဘလို့ပတ်ဝန်းကျင်ဘလို့လူဒန်းစားနဲ့မဆိုအစင်ပြေလက်ရောညီထွေအောင်နေထိုင်နိုင်စွမ်းရှိပါတယ်ရှင်အခက်အခဲတွေကြုံလာတဲ့အခါမှာကြမ်းကြမ်းခိုင်ပြီးတော့အေးအေးဆေးဆေးကြော်ဖြတ်နိုင်တဲ့သူတွေလည်းဖြစ်ပါတယ်ရှင်နံပါတ်5မှာခါကြတော့မှတ်ညာအလွန်ကောင်းခြင်းသူတို့ကပြီးခဲ့တဲ့အသိအဖြစ်အပျက်တွေလူတွေရဲ့အပြောအဆိုလူတွေရဲ့အမှုအရာခံစားချက်တွေကိုနှစ်ပေါင်းများစွာကြာတဲ့အထိအသေးစိတ်မှတ်မိတတ်တဲ့လက်ဝဲမှတ်ညာစွမ်းရည်ရှိကြပါတယ်ရှင်အကြံပြုချင်တာခါကြတော့တနင်္လာသားသမီးများတွေကလမင်းရဲ့အသက်အကျလိုမျိုးပဲစိတ်ခံစားချက်မတည်ငြိမ်ခြင်းဖြစ်တတ်ပြီးတော့အသိတွေကိုလွမ်းမောတဲ့စိတ်ရှိတတ်ပါတယ်မိမိရဲ့စိတ်ကူးစိတ်တန်းနဲ့ပင်ကိုတိစိတ်တွေကိုလက်တွေ့ကြကြအသုံးချနိုင်ရင်ဘဝမှာအရန်အောင်မြင်တဲ့သူဖြစ်နိုင်ပါတယ်ရှင်အကယ်လို့မိတဲ့အသေးစိတ်မေးမြန်းချင်တယ်ဆိုရင် Messenger မှာ booking ယူထားလို့ရပါတယ်ရှင်